video လေးကတော့အခုလက်ရှိသုံးနေတဲ့ skin care တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြပြပေးသွားမှာဖြစ်ပါတယ်ဟိုအရင်တော့ကတားရည်ကဘယ်လိုမျိုးလဲဆိုအရင်6တယ်ဆောင်းလဲဆိုလို့ရှိရင်ဒီမှာကအဖက်တွေဘယ်လိုမျိုးအဖက်တွေကွာတယ်ကွာပြီးတော့ဟိုဒီတီးဆုံးမှာကျတော့အစီနည်းနည်းပြန်တယ်ပေါ့ combination skin လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အကြာကြီးပဲအဲ့လိုမျိုးနဲ့နှစ်ကိုအကြာကြီးနေခဲ့ပြီးတော့မှဒီ Nasife ရဲ့ skin care လေးနဲ့တွေ့မှစင်ပြေသွားတာပေါ့နော်သားလျှောက်တယ်ဆိုတာလည်းဘာမှမသိတော့ဘူးအမြဲတမ်းမျက်နှာကကြည်ပြီးတော့ဟိုဘယ်လိုခေါ်မလဲ glow နေတာပေါ့နော်အဲ့ဒီ effect ကိုရသွားတာအတိကတော့တိုးနာအကုန်နေပြီဒီလောက်ပဲရှိတော့ဒါဘယ်နှဘူးမြောက်လဲဆို4ဘူးမြောက်ဖြစ်လိမ့်မယ်သူ့ရဲ့လေအဓိကအတာချက်ကဘာလဲဆိုတော့သူက base skin type ပဲဖြစ်ဖြစ်သုံးလို့ရတယ်အစီပြန်တာပဲဖြစ်ဖြစ်အသားချောက်တာပဲဖြစ်ဖြစ်ပေါ့နော်သုံးလို့ရတယ်ဝက်ရှန်အစီဘူးသမားရေဆိုဘာသိတာလဲဆိုတော့အစီဘူးလေးတာသူ့ဘာသာသူရှိနေတဲ့အစီဘူးလေးတာသူ့ကိုသုံးလိုက်လို့ရှင်အပြင်လေးကိုအဲ့လိုမျိုးလေးအပြင်လေးကိုထွက်လာတာအလက်ကလေးနဲ့အသားလေးချစ်လိုက်လို့ရှင်သူပြုတ်ကျသွားရောအဲ့လိုမျိုးလေးပေါ့နော်အရန်ကိုကောင်းတဲ့တိုးနာသုံးသမျှထဲမှာအကြိုက်ဆုံးပဲเนาะပြီးတော့အဆန်တိုနာပြီးလို့ရှင်အဆန်သုံးတယ်ပေါ့เนาะဒီအဆန်လေးကကြတော့သူ့ရဲ့တခြားဘယ်လိုလဲဆိုရေလိုပဲဘလို့မှကိုပဲဟိုစီးကတ်တာတွေဘာတစ်ခုမှမရှိဘူးရေလိုပဲဒါပေမဲ့သူကဘာလဲဆိုအရင်ကြည်တယ်အသားကိုလုံးဝကြည်တောက်ရှင်ဖြစ်စေတာဒါသူ့ရဲ့အဓိကပေါ့နော်ဟိုတခြားဟာတွေတော့သုံးဘူးလေဒါပေမဲ့ဒီလောက်ကြီးပေါ့နော်မသိတာတဲ့အတွက်ကြောင့်ကိုလည်းမပြောတော့ဒါတချို့ဆိုရှိရကွာဟိုလိုမျိုးဘယ်လိုခေါ်လဲဒီနားမှာအဖြူကွက်ကလေးတွေဖြစ်တာရှိရပါတော့ဒါကိုသုံးလိုက်တန်းပြီးတော့ပျောက်သွားတယ်ပလင်းမကုန်ပျောက်သွားရောနော်ပြီးတော့ဟာကြတော့ဘာလဲဆို moisture ကတော့ဒီ Nasife ရဲ့ moisture တော့ calendula band နဲ့ပေါ့နော်လောက်ထားတာအဲ့ moisture ကျတော့ gel type ဖြစ်တော့ဘယ်လိုအသားရည်ပဲဖြစ်ဖြစ်အဆင်ပြေတယ်သုံးနေပြီဒါမှထားတော့မနော်မရသေးဘူးအဲ့လိုမျိုးတောင်းတာအဲ့တော့ကြတော့ဒီတပူးဆိုလို့ရှိရင်လဲ6လနေပြီးတော့ဟိုကိုသုံးရင်သုံးတယ်လို့ပေါ့နော်9လ10လလောက်ထိတော့ခံတာပေါ့ဒါကလည်းမဖြစ်မနေသုံးဖို့သုံးရမယ် moisturizer ထဲမှာပါတယ်ပြီးရင်ဆန်သူက Nasife ကဆန်ကြသူကအဆန်မှာပါတာ2မျိုးရောထားတာဆိုတော့ခါကျခုနအဆန်လေးနဲ့ဒီဆန်အဆန်ကိုလည်းသုံးနေဆိုတော့မျက်နှာပြောစရာမလိုတော့ဘူးပေါ့နော်အသား6တယ်ဆိုတာလည်းဘာမှမသိတော့ဘူးအဲ့လိုမျိုးဖြစ်သွားတယ်ပြီးတော့နောက်ဆုံးကတုံးအပ်ကတော့လုံးဝမရှိမဖြစ်ပါဒီတုံးအက်လေးကတော့ make up လိမ့်စရာမလိုဒီတုံးဆန်းဆက်သုံးပြီးတော့တုံးကက်ကိုသုံးလိုက်တာနဲ့မျက်နှာကလုံးဝဖြူဖွေးလေးနဲ့ပေါ့နော်အသားတစ်ဆင့်လင်းသွားတာဆိုတော့လုံးဝမိုက်တယ်အဲ့နောက်ဆုံးကိုကတော့မနေတတ်တဲ့လူဆိုတော့ foundation ပေါ့နော် cream foundation